ကောင်းမလေးကအမျိုးသားရဲ့ကားကိုလက်တစ်ဖက်နဲ့အသာလေးပုတ်လိုက်တဲ့အခါကားကလေထဲကိုလွင့်စင်သွားပြီးမြစ်ထဲကိုရောက်သွားခဲ့ပါတယ်။သူမကကားနောက်ကိုအမြန်လိုက်သွားကကားကရေစာနေလို့ရေတောက်ပြီးရေချိုးကျင်လာလို့ဖြစ်မယ်ဆိုပြီးနောက်ပြောခဲ့ပါတယ်။အမျိုးသားကတော့သူ့ကိုအယူတယောက်လိုစိုက်ကြည့်နေခဲ့ပါတယ်။တကယ်တော့သူမဟာမော်ဆီယာမတယောက်ဖြစ်ပါတယ်။ဝတ္ထုတအုပ်ကိုဖတ်နေုံမှာမိုးကြိုးပစ်ခံလိုက်ရပြီးဝတ္ထုဇလန်းလေးကိုဝင်ရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမတတိပြန်လဲလာတဲ့အချိန်မှာပဲသူ့ရဲ့ခင်ပွန်းလောင်းကစစ်ဆက်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီခါမှာပဲသူမဟာခင်ပွန်းလောင်းကအဆက်ခွဲပြီးအင်ကိုပါသိမ်းယူသွားတဲ့ဝတ္ထုတွေကဇက်ကောင်မင်းသမီးလာဖြစ်နေမှန်းသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်သူမကဒီဇက်ကောင်ရဲ့ဝမ်းနည်းစရာခံကြမှာကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်အမျိုးသားနဲ့အတူဘတ်စကားစီးနေုံကောင်းမလေးကအရန်နေလို့အိတ်ချင်လာပြီးဆိုပြီးမျက်စိတမိတ်အတွင်းမှာပဲသူမကပြင်ကိုပြေးထွက်ပြီးဘတ်စကားတစ်စီးလုံးကိုမကအပေါ်ပစ်တင်လိုက်ပြီးပြန်ဖမ်းကကားကိုထမ်းပြီးလမ်းပေါ်မှာအတကုံပြေးပါတော့တယ်။မကြခင်မှာပဲကောင်းမလေးကဘတ်စကားကိုထမ်းပြီးတွားလိုရာခီးကိုရောက်ရှိသွားခဲ့ပါတယ်။ခီးတီတွေကတော့ကောင်းမှုပြီးဆင်းလာခဲ့ကြကအော့အန်နေကြပါတော့တယ်။အမျိုးသားကလည်းဒူးတွေခွေရိုင်ပြီးလဲကြတော့မဲ့အချိန်မှာပဲသူမကသူ့မေးစေ့ကိုခြေနဲ့ထိန်းပေးလိုက်ပြီးလေပေါ်မှာပြန်နေခဲ့ပါတယ်။အဲ့ဒီနောက်ညစာစားပွဲတစ်ခုမှာကောက်ကျစ်တဲ့မိန်းကလေးတစ်ယောက်ကကျမ်းပြင်ပေါ်မှာစီတွေလောင်းချထားခဲ့ပါတယ်။ကောင်းမလေးကချော်လဲပြီးအောက်ကိုပြုတ်ကျသွားကသူ့ခြေရောက်ကမီးဆိုင်တစ်ခုမှာချိတ်မိသွားခဲ့ပါတယ်။အမျိုးသားကသူမကိုဖမ်းဖို့ပြေးလာချိန်မှာပဲအနန်းနှစ်ခုမတော်တဆအဆုံမိသွားခဲ့ပါတယ်။သူမကအဲ့ဒီနန်းကိုအရန်သဘောကျသွားပြီးအနန်းတွေအဝပေးပြီးမှပဲမီးဆိုင်မှလှလှပပလေးပြန်ဆင်းတက်လာခဲ့ပါတော့တယ်။